တခါတော့ကအရန်ကိုဝေးလံတဲ့တိုင်းပြည်ကမြင့်မြတ်တဲ့ဘရင်နဲ့သူ့သမီးတော်လေးနေထိုင်တဲ့မင်းသမီးလေးကက်သရင်းမှာမိုရာဆိုတဲ့အချစ်ဆုံးတငယ်ချင်းရှိပြီးသူမကသူတို့တိုင်းပြည်ဝင်ကြီးချုပ်ရဲ့သမီးဖြစ်တယ်တငယ်ချင်းနှစ်ယောက်ကအရန်ကိုချစ်ကြပြီးတော့မခွဲနိုင်လောက်အောင်ပါပဲသူတို့ကအတူကစားကြတယ်အတူစားကြတယ်အတူတူစာတင်ကြပြီးအမြဲပဲတယောက်အတွက်တယောက်အသိရှိနေကြတာပါသမီးတို့နှစ်ယောက်ကလူနှစ်ကိုစိတ်တစ်ခုလိုပါပဲလောက်ကွယ်သမီးတို့ကအမြဲတူတူနေသွားမှာအမြဲတမ်းထာဝရအမြဲတမ်းနေသွားမှာပါဒါပေမဲ့တကယ်လို့ချစ်မိသွားပြီးလက်ထပ်လိုက်တယ်ဆိုရင်ရောလက်ထပ်ရင်ဟုတ်တယ်ဒီနေ့မှာကောင်လေးနှစ်ယောက်လာပြီးလက်ထပ်ပြီးတော့သူတို့တိုင်းပြည်ကိုခေါ်ထုတ်သွားခဲ့ရင်သူတို့နဲ့ပျော်ပျော်ပါးပါးနေထိုင်သွားရတော့မှလေအဲ့ဒီအချိန်ကျရင်သမီးတို့လားနဲ့ချီနှစ်နဲ့ချီပြီးမတွေ့ကြတော့ဘူးမဖြစ်နိုင်တာပဲတကယ်လို့လက်ထပ်တာကသမီးတို့ကိုခွဲနိုင်မယ်ဆိုရင်သမီးတို့လုံးဝလက်မထပ်ဘူးမိုးရာပြောတာမှန်တယ်သမီးတို့ဘယ်တော့မှလက်မထပ်ဘူးဘယ်ကောင်လေးကမှသမီးတငယ်ချင်းသားကနေမခွဲနိုင်ရဘူးလာဒါပေမဲ့အချစ်ဆိုတာကခိုးချောင်ခိုးဝယ်နိုင်ပါတယ်ဘယ်သူမှပဲအချိန်ဘလို့ပေါ်လာမလဲဆိုတာမသိနိုင်ပါဘူးနေချိုကုန်လွန်ပြီးတဲ့တနေ့တောထဲလမ်းပြောင်းနေတော့မှအချစ်ကကိုထင်ပြလာပါတော့တယ်ဒါကငါတို့စကန်ချဖို့အကောင်းဆုံးနေရပဲအော်အဲ့ဒါဟုတ်တယ်မင်းသမီးကတည်းနေစီပန်းနဲ့ယူလာတာပါမင်းသမီးဒီနန်းကိုကြိုက်တယ်မဟုတ်လားကျွန်တော်တဲသွားထားလိုက်မယ်ဒါမှမင်းသမီးအနက်နေရနေအောင်လို့ပါမင်းကအရန်ကျင်နာတတ်တာပဲလီနိုမိုရာရီငါတို့တောထဲကိုနည်းနည်းလောက်ထပ်သွားရအောင်လေဟိုဘက်တောင်သားလေးထိလာသားစို့ဟိုမှာတရားရောက်ရှိရဲ့ကျွန်တော်မကောင်းတဲ့သူမဟုတ်ပါဘူးကျွန်တော်ကမင်းသားအီလာရီလိုပါကျွန်တော်လမ်းပြောင်းနေလို့ပါကျမကမင်းသမီးကက်သရင်းပါဒါကကျမတငယ်ချင်းမိုရာပါကျမတို့တိုင်းပြည်ကနေကြိုဆိုပါတယ်မင်းသမီးတို့ရဲ့ဧည့်သည်ဖြစ်ရတာဂုဏ်ယူပါတယ်တငယ်ချင်းတယောက်ကမင်းသားအီလာရီတို့ကိုသူတို့နိုင်ငံကိုခေါ်သွားပြီးအထူးတော်ဝင်ဧည့်သည်တော်အတွက်ပွဲတော်ကျင်းပပေးပြီးရန်အနေငယ်ပျော်ပွဲလုပ်ကြတော့တယ်မိုရာကက်သရင်းနဲ့အီလာရီတို့၃ယောက်ကရင်းနှီးပျော်ရွှင်နေကြတယ်တခုခုထူးခြားတာကသူတို့၃ယောက်ကြားကိုဝင်လာတော့တယ်အချစ်ကဝင်ရောက်လာတဲ့အခါသူတို့နှလုံးသားတွေလှုပ်ခတ်လာတော့တယ်ပထမဆုံးအနေနဲ့တငယ်ချင်း၂ယောက်ကြားကိုတတိယလူဝင်လာတော့တယ်သူတို့၂ယောက်လုံးကအီလာရီတို့ကိုထိတ်စိတ်သဘောကျနေကြတော့တယ်သူတို့နှစ်ဦးကြားမှာပထမဆုံးလှုပ်ဝက်ချက်ပေါ့ဒါပေမဲ့အချစ်ကအားလုံးအတွက်မဟုတ်ပဲတယောက်တော့သူစီကိုတော့ဝမ်းနေခြင်းကရောက်လာခဲ့တယ်လီနိုအီလာရီတို့ကဒီစိန်ဘောပင်လေးကိုကြိုက်လောက်မယ်မဟုတ်လားယင်ကဘာပေါ်မှာမြင့်မြတ်ပြီးလှပဆုံးမင်းကလေးကရွေးပေးရဲ့တန်မိုးကြီးလက်ဆောင်ကိုသူတန်မိုးထားရင်သူကကံမကောင်းဆုံးယောက်ျားဖြစ်သွားမှာပေါ့မင်းသမီးလေးရဲ့အိုးကျေးဇူးအများကြီးတင်ပါတယ်ငါလက်ဆောင်လေးကိုကြိုက်လို့ဝမ်းသာပါတယ်ကဘာပေါ်မှာမြင့်မြတ်လာပြီးတော့လှပဆုံးမင်းကလေးကရွေးပေးထားတဲ့ဒီတန်မိုးကြီးလက်ဆောင်ကိုသူတန်မိုးထားရင်ကျွန်တော်ကကံမကောင်းဆုံးယောက်ျားဖြစ်သွားမှာပေါ့အိုးရှင်ကအရန်ကျင်နာတတ်တာပဲကျွန်တော်အမှန်တိုင်းပြောတာပါကက်သရင်းရဲ့နှလုံးသားတွေအစိမ့်စိမ့်အမားမာဖြစ်ပြီးကြေကွဲသွားတော့တယ်ဒါပေမဲ့မိုရာနဲ့အီလာရီတို့ရဲ့နှလုံးသားတွေကတော့အစစ်အလင်းရောက်မှပျော်ဝင်နေကြတယ်သူတို့ကတော့ကက်သရင်းရဲ့ဝမ်းနည်းမှုကိုမမြင်ကြပါဘူးမင်းသမီးလေသူတို့ကငါမပါတာတောင်တတိမပြုံးမိကြတော့ဘူးလေနာကျင်ရဲ့နှလုံးသားသက်သာအောင်ဘာလုပ်ပေးရမလဲခင်ဗျာကျမနှလုံးသားနာကျင်နေတာကိုမသိချင်အောင်စောင့်ပေးပါမင်းသမီး
ငါအချစ်ဆုံးတငယ်ချင်းနှစ်ယောက်မိုရာနဲ့အီလာရီတို့အတွက်ငါဒီလိုလုပ်ကိုလုပ်ရမယ်ငါဝမ်းနည်းမှုတွေကြောင့်သူတို့ပျော်ရွှင်မှုကိုမထိခိုက်စေရဘူးမင်းသားကမကြခင်မှာပဲမိုရာမိဘတွေစီမှာလက်ထပ်ဖို့တောင်းပါတော့တယ် မိုရကိုရသက်ပံပြောအောင်ထားပါမယ်လို့ကျွန်တော်ကတိပေးပါတယ်သူမပျော်ရွှင်မှုကကျွန်တော်ဘဝပျော်ရွှင်မှုပါပဲနေကြပန်းကရွှေနေအောင်ကြီးကိုမျက်နှိုးသလိုကျွန်တော်သူမကိုလည်းတန်မိုးထားမျက်နှိုးပါမယ်မိုရာကငါတို့အတွက်လဲသမီးတယောက်လိုပဲငါတို့သမီးကိုချစ်ပေးရဲ့သူနဲ့တွေ့ရတာငါတို့အတွက်လဲကောင်းကြီးတစ်ပါးပါပဲ ငါတို့မင်းတို့လက်ထပ်ပွဲကိုခွင့်ပြုပါတယ်အိုးမိုရာအစ်စ်ဆုံးလေးငါတို့တိုင်းပြည်ရဲ့အပျော်ဆုံးနေ့လောက်လာတော့မှာပဲငါအရန်ကုန်ယူပါတယ်ငါကုန်ယူလုံးပါတယ်ခါတရင်သမီးလေအမေသမီးကအရွယ်ရောက်နေပါပြီအမေရဲ့လာပါမင်္ဂလာပွဲမတိုင်ခင်သမီးတို့လှုပ်ရှားတွေအများကြီးရှိတယ်ပြီးတော့သမီးတို့ပွဲကျင်းပဖို့ချိန်ညာရအောင်မယ်မဟုတ်လားသမီးအားလုံးကိုအစအဆုံးစီစဉ်လိုက်ပါမယ်ဒါနဲ့အဲ့ဒီညမှာပဲကြီးကျယ်တဲ့ပွဲတော်ကြီးမှာဘရင်နဲ့မိဖုရားပါတက်ရောက်ပြီးတော့ဝင်းကြီးကျောင်းနဲ့ဇနီးကသူတို့သမီးမိုရာနဲ့မင်းသားအီလာရီတို့ရဲ့လက်ထပ်ပွဲကိုချိန်ညာပါတော့တယ်ကက်သရင်းကပျော်နေတဲ့စုံတဲ့အတွက်လှပတဲ့လက်ဆောင်တစ်ခုယူလာပေးတယ်ဒီလက်ဆောင်ကနင်တို့နှစ်ယောက်အတွက်ပါငါရဲ့အချစ်ဆုံးတငယ်ချင်းမဟုတ်တော့တဲ့အချစ်ဆုံးတငယ်ချင်းအတွက်ပေါ့အခုတော့သူကနင့်ရဲ့လက်တွဲပေါ်ဖြစ်သွားပြီဒါအရင်လက်ရမြောက်တာပဲဒါပါလေကဘာပေါ်ကပညာရှိတွေအားလုံးရဲ့စကားတွေပါတဲ့စာအုပ်ပေါ့သူတို့ပြောတာတော့ဒီစာအုပ်ဖတ်တဲ့သူစီကိုကောင်းမွန်တဲ့ကံကြမ္မာတွေရောက်လာတယ်တဲ့အခုကစပြီးငါရဲ့ကောင်းချီးမင်္ဂလာတွေကနင်တို့အတွက်ဖြစ်ပြီးနင်တို့ဒုက္ခတွေကလည်းငါအတွက်ပဲကျေးဇူးပါဂုဏ်ယူပါတယ်ဗျာဂုဏ်ယူပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကက်သရင်းမင်းကငါအရန်ချစ်တယ်နင်ရဲ့အချစ်ဆုံးတငယ်ချင်းမဟုတ်တော့ဘူးလို့မပြောပါနဲ့နင်ကငါရဲ့အချစ်ဆုံးတငယ်ချင်းမဟုတ်တော့ဘူးမိုရာငါတို့ကလေးဘဝကပြီးသွားပြီအခုနင်ကအလှပတဲ့ဘဝအသစ်တစ်ခုမှရက်တည်ရတော့မှလေငါ့ကိုပျော်ရွှင်တဲ့အမှတ်တရတွေပဲပေးခဲ့ပါမိုရာနင်ရဲ့ဝမ်းနည်းမှုတွေမမြင်ချင်ဘူးသွားပါတော့အီလာရီတို့စောင့်နေပြီကက်သရင်းကပိုတက်တိရှိလာပြီအရန်ရဲရစ်နေပေမဲ့ဘဝကြီးကသူမကိုစမ်းသပ်ဖို့ရှိနေပါသေးတယ်အခမ်းအနားကျင်းပပြီးရန်နေငယ်ကြတော့အီလာရီတို့ကနာမကျန်းဖြစ်တော့တယ်ရုတ်တရက်ဖြစ်သွားပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်လာတယ်သူဘာဖြစ်မှန်းဘယ်သူမှမသိပဲတနေ့တခြားပိုပြီးတော့ကိုဆိုးလာတော့တယ်မိုရာကသူ့နားမှာနေရောညရောနေသလိုကက်သရင်းကလည်းအဝေးကနေတစ်ချိန်လုံးစောင့်ကြည့်နေပါတယ်သူ့နီးနားကိုတွားကြည့်ပြီးဖြူးစုပေးခြင်းပေမဲ့သူ့နားမှာမိုရာကရှိတင်တာပါဒါကကက်သရင်းရဲ့နှလုံးသားကိုနာကျင်စေတယ်ဒါပေမဲ့သူ့ရဲ့ဝမ်းနည်းမှုထက်အီလာရီရိုနဲ့မိုရာကိုပိုဆိုးရိမ်နေတော့တယ်သူမဖြစ်ချင်တာကအီလာရီရိုနေပြန်ကောင်းလာပြီးသူ့တငယ်ချင်းမိုရာပြန်ပျော်ရွှင်ဖို့ပါပဲအဲ့ဒါအတွက်ဆိုသူမဘာမဆိုလုပ်ပေးမှာပါနောက်တော့သူမလုပ်ခွင့်ရပါတော့တယ်နောက်တစ်နေ့မနက်မှာထိုးဆန်းတဲ့လမ်းတရဲအမျိုးသမီးတစ်ယောက်ကနန်းတော်ကိုရောက်လာခဲ့တယ်အရှင်မင်းကြီးဒီကနေဝေးလံတဲ့တောရဲ့အခြားတစ်ဖက်မှာကဘာပေါ်မှာအကြီးဆုံးစိန်ဆန်းအိုင်ကြီးရှိပါတယ်အဲ့ဒီစိန်ဆန်းအိုင်ကြီးရဲ့တစ်ဖက်မှာအဖွားကိုတယောက်နေပြီးတော့ရှိသမျှဖျားနာယောဂါတွေကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးနည်းကိုသိပါတယ်ဒါပေမဲ့နှင်းပွင့်လိုဖြူစင်တဲ့နှလုံးသားရှိတဲ့အမျိုးသမီးကပဲအဲ့ဒီစိန်ဆန်းအိုင်ကိုဖျက်ဆီးနိုင်မှာဖြစ်ပြီးသူကတယောက်တည်းပဲသွားရမှာပါသမီးသွားမယ်အမေ No Catherine မရဘူးဒါကအရန်အနေများတယ်ငါသွားမယ်အီလာရီတို့အတွက်ငါသွားရလိမ့်မယ်အီလာရီယိုကဒီမှာနင့်ကိုလိုအပ်တယ်လီမိုရာနင်တခုခုဖြစ်ရင်သူ့သေးမှာငါပဲအဲ့ဒီကိုသွားမယ် No ကက်သရင်းအန်တီသွားပါမယ်သမီးရှိနေသမျှတော့မရဘူးမိုရာလည်းအန်တီကိုလိုအပ်နေမှာပဲလေဒီတနည်းပဲရှိတာကိုအန်တီလည်းသိမှာပါသမီးလီနိုကိုစိတ်ရိုင်ရှိတဲ့နေရာထိခေါ်သွားမှာပါဒါနဲ့လေးလံတဲ့စိတ်တွေနဲ့ပဲဘယင်မိဖုရားဝင်းကြီးကျုံနဲ့ဇနီးမိုရာတို့ကအီလာရီတို့ပျောက်ကင်းတတ်တာဖို့အတွက်ကက်သရင်းကိုလွှတ်လိုက်တော့တယ်လီနိုကတော့သူ့ဘဝရဲ့ချစ်မြတ်နိုးရတဲ့သူကသူ့ကိုအဖော်ဖြစ်ခေါ်သွားလို့ဝမ်းသာနေတာပေါ့ဒါပေမဲ့ကက်သရင်းရဲ့ဝမ်းနည်းမှုတွေကသူ့အချစ်ကိုမမြင်နိုင်ပါဘူးမကြခင်မှာတောအုပ်ကိုဖြတ်ပြီးအစာဆုံးမြင်ရတဲ့စိတ်ရိုင်ကိုရောက်တော့တယ်
မင်းသမီးလေးတောင်းပန်ပါတယ်မင်းသမီးလေးအစားကျွန်တော်ကိုတွားခွင့်ပေးပါ No ငါကိုယ်တိုင်ကတိပေးခဲ့တာမို့လို့ဒီကနေပဲငါပြန်လာတာကိုစောင့်ပေးပါမိုရာနဲ့အီလာရီတို့အတွက်ငါတေချာပေါက်ပြန်လာမယ်ကျေးဇူးပါလီနိုအမြဲငါအနားမှာရှိနေပြီးတဲ့အတွက်ကြောင့်ပါလီနိုကြည့်နေရင်နဲ့ကက်သရင်းကစိတ်ရိုင်နေကိုဝင်သွားခဲ့တယ်ဒါပေမဲ့သူမဝင်သွားတာနဲ့သူမပတ်လည်မှာရွှေရောင်ကြီးတွေပေါ်လာတာတွေ့တော့လီနိုကတတိယသွားတယ်နင်းပွင့်လို့ဖြူစင်တဲ့နှလုံးသားရှိတဲ့မင်းသမီးကပဲအဲ့ဒီစိတ်ဆိုင်အောင်ကိုဖျက်ဆီးနိုင်မှာ မင်းသမီးကက်သရင်းမင်းသမီးကသူများအချစ်ကိုကယ်တင်ဖို့အတွက်ပြန်လာနိုင်မှာပါမင်းသမီးလေးရဲ့တငယ်ချင်းနဲ့မင်းသားကိုချစ်တဲ့အချစ်ကကိုယ့်ကိုချစ်တဲ့အချစ်တဲ့ပို့ပြီးတော့မြင့်မြတ်လာပါတယ်စိတ်ဟန်ကြီးကအဆုံးမရှိသလိုမြင်နေရပြီးအိုင်ထဲမှာလည်းကဘာပေါ်ကရှိသမျှကြောက်လန့်ဝမ်းနည်းမှုတွေကတရေရိတ်တွေကြောက်စရာတရဝါတွေအဖြစ်နဲ့ကက်သရင်းကိုကြောက်လန့်တေဆုံးလာအောင်လို့ကြောက်လန့်နေကြတော့တယ်ဒါပေမဲ့သူမကမိုရာနဲ့အီလာရီတို့အတွက်စဉ်းစားလိုက်တိုင်းကြောက်ရွံ့မှုတွေပျောက်သွားပြီးဆက်ဖို့ခွန်အားရခဲ့တယ်။နောက်တော့စာလောင်နေတဲ့မိချောင်းတွေနဲ့ပြည့်နေတဲ့ရေအိုင်ကိုရောက်လာတယ်။ကက်သရင်းကအသက်ဝအောင်ယူလိုက်ပြီးမိုရာနဲ့အီလာရီတို့ကိုစဉ်းစားရင်မြစ်ထဲကိုခုန်ဆင်းလိုက်တယ်။ခြေရောင်လေးတန်းကမိချောင်းတွေကိုအဝေးရောက်အောင်ဖယ်ရှားပေးလိုက်လို့သူမမြစ်ကိုဖြတ်ကူးနိုင်တယ်။သူမကတန်လန်တန်တွေနဲ့ပြည့်နေတဲ့တကားကိုဖြတ်လာတော့လေရွှေလင်းတန်းကကောက်ွယ်ပေးထားလို့ဖြတ်တန်းလာနိုင်ခဲ့တယ်။နောက်ဆုံးတော့အဖွားကိုအိမ်ကိုရောက်လာတော့တယ်။အဖွားကသူမကိုစားစရာနဲ့အဝတ်တွေထုတ်ပေးတယ်။မင်းကသူ့အတွက်စိတ်ဟန်ကြီးကိုဖျက်လိုက်တော့အောင်သူ့ကိုတကယ်ချစ်တာဖြစ်မယ်။ကျမသူ့ကိုရောသူနဲ့လက်ထပ်မဲ့အချစ်ဆုံးတငယ်ချင်းကိုရောချစ်တယ်။မင်းရဲ့တငယ်ချင်းရဲ့ချစ်သူအတွက်ကိုဒီလောက်ထိရောက်အောင်လာတယ်ပေါ့။သူတို့ကိုအထူးမြင်ရတာမင်းကိုမနာကျင်စေဘူးလား။ငါတယောက်တည်းကပဲသူတို့ကိုပျော်ရွှင်စေနိုင်မှာမို့ငါလာခဲ့ရတာ။ကိုချစ်ရတဲ့သူပျော်ရွှင်မှုကိုပဲလိုချင်တာထက်စစ်မှန်တဲ့အချစ်ရှိပါအောင်မလား။မင်းစိတ်ဟန်ကိုဖျက်လာနိုင်တာကိုမအံ့ဩတော့ပါဘူးမင်းကတကယ်ကိုနှင်းမွက်လို့ဖြူစင်းတာပဲဒီမှာဒါကတဘာဝရဲ့လီလီပဲမယ်ဒါဟိုနန်းတော်တွေယူသွားရင်အီလာရီတို့လည်းပြန်ထပ်တာသွားလိမ့်မယ်ကက်သရင်းကလီလီပန်းကိုနမ်းလိုက်တာနဲ့သူကလီနိုကိုထားတဲ့နေရာကိုပြန်ရောက်သွားတယ်။နောက်တော့သူတို့ဒူနန်းတော်ကိုပြန်သွားကြတယ်။အီလာရီတို့ကပျောက်ကင်းသွားပါပြီ။အော်ကျေးဇူးပါကက်သရင်းရေ။မိုရာနဲ့အီလာရီတို့ရဲ့လက်ထပ်ပွဲကိုခမ်းနားစွာကျင်းပပြီးတဲ့နောက်တော့သူတို့နှစ်ယောက်ကအီလာရီတို့ရဲ့တိုင်းပြည်ကိုထွက်သွားတာကိုကက်သရင်းကရက်ကြည့်နေခဲ့ပါတယ်။အော်သမီးလေးဝမ်းနည်းမှုတွေကိုအမေဖြေပြောက်ပေးကြပါတယ်။အချစ်စိတ်ရဲ့အလှပဆုံးအရာကဘာလဲသိလားအမေ။ကိုချစ်တဲ့သူပြောရင်ကိုပါပြောရတာပဲ။အခုမိုလာနဲ့အီလာရီတို့ပြောနေတာကိုမြင်ရတာသမီးအတွက်ဘာနဲ့မှမတူတဲ့ပျော်ရွှင်မှုပဲ။အမေသမီးအတွက်စိတ်ဖူစရာမလိုပါဘူး။ဘယ်တော့မှအဲ့ဒါကမှန်ပါတယ်။ကက်သရင်းကဝမ်းနေနေပေမဲ့မိုရာနဲ့အီလာရီတို့ရဲ့ပျော်ရွှင်မှုကသူ့အတွက်လုံလောက်တဲ့ခွန်အားနဲ့ပျော်ရွှင်မှုကိုပေးစွမ်းခဲ့တယ်။ဒါကတော့တကယ်အချစ်စစ်ရဲ့အကြောင်းပါပဲ။နားကျင်နေတာတောင်ပျော်ရွှင်နေတာမျိုးပေါ့။အဲ့လိုအချစ်စစ်မျိုးရှိနိုင်ပါတယ်။သင်မိပါ၊သင်မောင်နှမ၊သင်တငယ်ချင်းနဲ့သင်အိမ်မွေးတရိတ်ဆန်နေစီမှာပေါ့။